ဆောင်းကုန်တွေကူးဆိုတော့ကြက်တွေနာကြတော့မှာဗျာအဲ့တော့ကျွန်တော်ကြက်နာကာကွယ်ဆေးကိုပြောပြမယ်နော်ကြက်နာကာကွယ်ဆေးကျွန်တော်ဒီဆေးနည်းကဘယ်ရလဲဆိုရင်ကျွန်တော်အဲ့ငုံချံရတာဒီအစ္စလမ်ဘာသာပေါ့နော်သူကကြတော့ငုံမွေးတာကျွန်တော်အဲ့တော့ဗျာကြက်တွေတော်တော်နာကြတယ်ကျွန်တော်စိတ်မှာတော်တော်များကုန်တယ်ပဲကျွန်တော်မွေးထားတဲ့နေရာတွေတော်တဲ့ခြံနေအဲ့ဒီဖောက်ကွင်းထဲမှာပို့ထားတဲ့ကြက်တွေပေါ့နော်အကုန်နာကြတာဘာမှမရအောင်အဲ့ဒါကအလုံးဝအဖက်စစ်မရအောင်နောက်ပိုင်းအိမ်ရကြက်တွေပါနာကြတယ်ဗျာနာကြတော့မနိုင်တော့အဲ့တော့သူကပြောတယ်မင်းဒီဆေးကိုသုံးကြည့်ရဲ့တကယ်ကောင်းတယ်တဲ့သူတို့ငုံနေမှာဆိုရင်တော့ခဏလေးနဲ့ပျောက်ဟိုဒီခဏလေးနဲ့တော့မဟုတ်ဘူးဗျာဒီတရက်အတွင်းတက်တာတယ်မင်းတိုက်ကြည့်ပါလားတဲ့ငုံနဲ့ကြက်နဲ့ဆိုလဲဘာမှတော့မကွာပါဘူးလို့အဲ့ဒါကျွန်တော်သုံးကြည့်မယ်ဗျာအရင်သုံးတာရိုးရီးယားဆေးတွေလည်းအများကြီးသုံးခဲ့တယ်ဗျာကျွန်တော်2000ခွဲတန်နဲ့8000တန်နဲ့သုံးတယ်ဘလို့မှမနိုင်ဘူးတကယ်ဖြစ်လာရင်ဘာဆေးမှမရဘူးသူတို့ကကြိုပြီးကာကွယ်နေတာပဲဖြစ်လာရင်မနိုင်ဘူးအဲ့ဆေးတွေကအဲ့ကျတော့ကျွန်တော်သူပြောတဲ့ဆေးကိုကျွန်တော်သုံးကြည့်တယ်ဗျာသုံးကြည့်တော့ဆေးရလည်းတကက်မှာအဲ့တော့900ပဲရှိတယ်အခုကတော့မရတော့1000ဖြစ်သွားပြီ၄မျိုးဆေး၄မျိုးဆိုတော့ကျွန်တော်အဲ့တော့တကက်က900နဲ့ဆိုတော့2000ပဲကုန်တယ်အဲ့ဒါကိုကျွန်တော်သုံးလိုက်တာပခုတ်ကကျမကြီးစိုက်ပြီးတိုက်တာညခင်းမှတိုက်တာကျမကြီးဖြူပဲဖြူရောနဲ့သေးပြီးလဲလိမ့်နေပြီအဲ့ဒါမနေ့ဆိုသေးပြီလို့ပဲတွက်ထားတာဒါပေမဲ့အဲ့ဆေးကျွန်တော်ဆေးရဟိုတကက်တလုံးရဲ့တချမ်းပေါ့နော်၄မျိုးဆိုတော့၄ချမ်းပေါ့၄ချမ်းရဲ့၄ချမ်းတစ်ခုကတော့အမှုန့်ပေါ့နော်၃ခဲနဲ့အမှုန့်တချမ်းပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဖန်ကွက်လေးထဲမှာရေကြက်အေးနဲ့ဖြော်တယ်ဗျာဖြော်ပြီးတော့ဒီကြက်ကြီးဆိုလို့ရှိရင်လက်ဖက်စားဆုံးအသေးနဲ့တဝက်တိုက်တယ်ကြက်ပေါက်စားဆိုရင်လက်ကလေးနဲ့တစ်စက်တိုက်တယ်ဒါဆိုအဆင်ပြေသွားပြီမဖြစ်သေးဘဲနဲ့တိုက်လို့ရှိရင်လည်းမဖြစ်ဘူးဖြစ်နေတဲ့ကြက်ကိုတိုက်ရင်လည်းပျောက်တယ်အဲ့ကြက်မှာမနက်ခင်းလေးတော့မျက်နှာရဲပြီးတော့ဆောင်းထဲမှာပတ်သွားနေတာအဲ့လောက်ကြောင်ဆေးကောင်းတယ်ဗျာအဲ့တော့ဒီဆေးနီးနာမည်ကကျွန်တော်ပြောပြမယ်အမောက်စလင်တထွားစိုက်တလင်မီထရိုပါရာစီတမော့ဒီလေးမျိုးအခုဆိုရင်တကပ်ကို1000ပဲရှိတယ်၄ကပ်မှာ4000ဆောင်းထားလိုက်2ကပ်3ကပ်4 5ကပ်အဲ့လိုမျိုးတစ်မျိုးအဲ့လိုမျိုးဆောင်းထားလိုက်လုံးဝဒီကြက်သမားကြီးအဆုံးမရှိဘူးအဲ့ဒါကြောင့်မလို့ဒါတကယ်ကောင်းတဲ့ဆေးနီးလေးဖြစ်တယ်ကျွန်တော်ကဗမာဆေးနဲ့ပဲကူတာများတယ်ပေါ့ဘာဖြစ်ကျွန်တော်ဗမာဆေးပဲအားကြတယ်ဒါပေမဲ့ဒီဆေးကလက်တွေ့ပျောက်လို့ကျွန်တော်ဒါတငယ်ချင်းတွေကိုပြောပြတာညီကိုတွေကိုပြောပြတာနော်လုံးဝတကယ်ဝယ်ကြည့်လိုက်ဝယ်လို့မရတဲ့နေရာတွေရှိလို့ရှိရင်ကျွန်တော်ရှက်ပေါက်မှာလာပြီးတော့ပြောကျွန်တော်ကိုညီပေးမယ်ကျွန်တော်တို့စီမှာဝယ်လို့ရတယ်ပုတ်ပေးမယ်နော်ပို့လို့ရတဲ့နေရာတွေဆိုလို့ရှိရင်ကျွန်တော်ရောင်းတာလည်းမဟုတ်ပါဘူးတကယ်ကိုညီမှာနီးလို့ရှိရင်လည်းလိုက်ဝယ်ပေးလို့ရတယ်